ဟုတ်ကဲ့ကျွန်တော်ကတော့ဒီကြောက်ကနှလုံးစလုံးမကောင်းတော့လို့ပေါ့နော်ကျွန်တော်ဒါခွဲဆက်ရတာပေါ့ခွဲဆက်ပြီးနောက်ပိုင်းမှာတော့တော်တော်လေးတော့အခွန်အားရရှိလာတယ်လို့ခံစားရတယ်နောက်ပြီးတော့အစားအသောက်တွေပို့ပြီးတော့စားလာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ထွေထူးထူးတော့ဘာတော့မခံစားပါဘူးခင်ဗျာကျွန်တော်တို့ကြောက်ကမကောင်းမှန်းသိတာတော့ကျွန်တော် April လကုန်လောက်ပါပေါ့နော်အဲ့ဒီခါကျမှသွေးစစ်တော့မှသိရပါတော့တခြားဘာမှတော့မခံစားရပါမင်္ဂလာပါညီလေး မင်္ဂလာပါခင်ဗျာ ခုနာမည်ဒေါက်တာယူတူပါခင်ဗျာ ဟုတ်ကဲ့ ညီလေးရဲ့နာမည်နဲ့အသက်ကလေးမိတ်ဆက်ပေးပါ ဟုတ်ကျွန်တော်နာမည်ကတော့စောတာထောပါအသက်ကတော့23နှစ်ဖြစ်ပါတယ်ခင်ဗျာ ညီလေးအနေနဲ့ပေါ့နော်ဘယ်လိုယောဂါတွေဖြစ်လို့နိုင်ငံခြားမှာတွားရောက်စိတ်ကူးတာခဲ့ရပါလဲ ဟုတ်ကဲ့ကျွန်တော်ကတော့ဒီကြောက်ကနှလုံးစလုံးမကောင်းတော့လို့ပေါ့နော်ကျွန်တော်ဒါခွဲဆက်ရတာပါခင်ဗျာ နှလုံးလုံးခွဲစိတ်ပြီးလဲခဲ့တာလား သူကနှလုံးလုံးမကောင်းတော့ဘူးဆိုပေမဲ့သူကတစ်လုံးထပ်ပြီးတော့အစားသွင်းထပ်ထည့်ရပါတော့ဒီနေ့အပြင်ကျွန်တော်ကြောက်ကတော့3လုံးပြတော့ပါနော်ဟုတ်ကဲ့ ညီလေးအနေနဲ့ပေါ့နော်ဒီလိုခွဲစိတ်ကူးတာမှုတွေမလုပ်ခင်မှာဘယ်လိုဝေဒနာခံစားရသလဲပေါ့နော်နောက်နေ့စဉ်ဘဝမှာရောဘယ်လိုခက်ခဲရှိခဲ့သလဲပေါ့နော်ဒါလေးကိုမျှပေးပါအောင်နော် ဟုတ်ကဲ့ပါခင်ကျွန်တော်တို့ထွေထူးထူးတော့ဘာတော့မခံစားပါဘူးခင်ဗျာကျွန်တော်တို့ကြောက်ကမကောင်းမှန်းသိတာတော့ကျွန်တော် April လကုန်လောက်ပါပေါ့နော်အဲ့ဒီခါကျမှသွေးစစ်တော့မှသိရပါတော့တခြားဘာမှတော့မခံစားရပါဘူး စိတ်ကူးတာမှုအောင်မြင်သွားပြီးတဲ့နောက်ပိုင်းမှာရောဘယ်လိုခံစားရသလဲပေါ့နော်ဘယ်လိုပြောင်းလဲသွားပါလဲ ခွဲဆက်ပြီးနောက်ပိုင်းမှာတော့တော်တော်လေးတော့အခွန်အားရရှိလာတယ်လို့ခံစားရတယ်နောက်ပြီးတော့အစားအသောက်တွေပို့ပြီးတော့စားလာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဘယ်လိုပြောမလဲနဲကြီးထွားရတယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့ ။ဘာကြောင့်ဝီကဲကိုရွေးချယ်ခဲ့တာပါလဲ ဟုတ်ကျွန်တော်တို့ဝီခဲကလည်းကျွန်တော်တို့အတီကိုလည်းကျွန်တော်တို့ကူညီပေးမှုပဲနောက်ပြီးတော့အတီတွေကလည်းကျွန်တော်တို့ဒီ suggest လုပ်တယ်ပေါ့နော်လက်လုပ်တော့ကျွန်တော်တို့ကဒီကိုပဲလာခဲ့ရပါတော့ ။စီကူတာမှုအောင်မြင်သွားပြီးတဲ့နောက်ပိုင်းမှာရောဘယ်လိုခံစားရလဲပေါ့နော်ဘယ်လိုပြောင်းလဲသွားပါလဲ ဟုတ်ကဲ့ကျွန်တော်စချင်းပြောမှဆိုတော့ကျွန်တော်တို့ weekend နဲ့စချင်းဆက်သွယ်ပြီးတော့ဆက်သွယ်ပြည့်ရခါမှာတော့เนาะကျွန်တော်တို့ဒီခဲကျွန်တော်တို့အပိုလိုရုံးမှာရန်ကုန်မှာရှိတဲ့ရုံးမှာပေါ့เนาะကျွန်တော်တို့ဆရာဝန်တွေရတယ်ကျွန်တော်တို့တေချာရှင်းပြပေးတယ်ကုန်ကြစိတ်တွေပါညာရအစမ်းတော့ပြီးတော့ဟိုလင်းလက်မှတ်တွေဆိုပေါ့เนาะအားရအကုန်လုံးကျွန်တော်တို့တေချာရှင်းပြပေးတယ်စီစဉ်ပေးတယ်နောက်တော့ကျွန်တော်တို့ဒီလေးစိတ်ကနေပြီးတော့ကျွန်တော်တို့ August လလောက်မှာပေါ့เนาะကျွန်တော်တို့အိန္ဒိယကိုရောက်ပါတယ်ပေါ့နော်ရောက်တော့အဲ့မှာကျွန်တော်တို့ဒီ weekend ပဲစီစဉ်ပေးရဲ့ဆရာတွေနဲ့တွေ့ပြီးတော့သူတို့ကလည်းအကောင်းဆုံးဖြစ်အောင်စီစဉ်ပေးပါတယ်ကျွန်တော်တို့နေထိုင်တာစားတောက်တာဝေရချမ်းသာအဆုံးပေါ့နော်နောက်ပြီးတော့စေးရုံနဲ့ဒီလိုမျိုးထပ်ပြီးတော့ဈေးရင်သွင်းနိုင်ပါညာရအစားပေါ့နော်ကျွန်တော်တို့အကုန်လုံးစားရအဆင်ပြေအောင်စီစဉ်ပေးရပါတယ်ခင်ဗျာကျွန်တော်နောက်ပြီးတော့ဒီရန်ကုန်ပြန်ရောက်ဖို့ပေါ့နော်ရန်ကုန်ပြန်ရောက်ဖို့လည်းစားရဒီလေရင်လက်မှတ်တွေပါညာအဆုံးအကုန်လုံးစီစဉ်ပေးရတယ်ခင်ဗျာ ဒီလေးအနေနဲ့ပေါ့နော်ဒီလေးလိုမျိုးဒီကြောက်ကပျက်စီးနေတဲ့လူနာတွေပေါ့နော်ဒီလိုလူနာတွေရှိတယ်ဒီလိုလူနာရဲ့နိုင်ငံခြားမှာတွားရောက်စိတ်ကူးတာရှင်တယ်ဆိုရင်ဒီကဲနဲ့ဘယ်လိုချိတ်ဆွဲပြီးတော့ဆောင်ရွက်ရမလဲဆိုတာလေးကိုဝေမျှပေးပါခင်ဗျာ ဟုတ် weekend နဲ့ချိတ်ဆက်ဖို့ဆိုရင်ကျွန်တော်တို့ရန်ကုန်မှာပေါ့နော်ကျွန်တော်တို့ဒီဖုံးပင်လမ်းမှာရှိရဲကျွန်တော်တို့ဒီ weekend ရန်ကုန်ရုံးမှာလာပြီးတော့ဆက်သွယ်တင်ပါတယ်ခင်ဗျာ နောက်ဆုံးအနေနဲ့ပေါ့နော်ဒီလေးအနေနဲ့ weekend နဲ့ပတ်သက်ပြီးတော့ဘယ်လိုစကားလေးများပြောပြချင်ပါသေးလဲ ဟုတ်ကဲ့ကျွန်တော်ကတော့ဖုံးပင်စနော် weekend ကတော့ဒီရန်ကုန်ပဲဖြစ်မြန်မာပြည်မှာပေါ့ဗျာဒီကြောက်ကမကောင်းတာဖြစ်နှလုံးမကောင်းတာဖြစ်ဒီအုံနောက်အိုင်ုံကြောတွေပေါ့နော်အဲ့ကိစ္စတွေဖြစ်ဝေဒနာတစ်ခုရှိဝေဒနာတွေဖြစ်ခဲ့လို့ရှိရင်ပေါ့နော်ဒီ weekend ကတော့အကောင်းဆုံးစီစဉ်ပေးပါတယ်လို့အကောင်းဆုံးဖြစ်အောင်နောက်ပြီးတော့အစားအရာအစီအစဉ်ပေးအောင်စီစဉ်ပေးပါတယ်လို့အကယ်၍အဲ့လိုမျိုးဝေဒနာဖြစ်ခဲ့လို့ရှိရင်လည်း weekend ကိုလာခဲ့ဖို့အကြံပြုပါတယ်ခင်ဗျာ ကဲပါအခုလိုသိစိတ်ပြောကြပေးတာအတွက်ကျေးဇူးတင်ပါတယ်